ကျွန်တော်ရဲ့ဆေးလိပ်ဖြတ်တယ်တကြားဖြတ်တယ်ထမင်းဖြတ်တယ်ဖြတ်3ဖြတ်ရဲ့ဒီနေ့ကတော့ဒုတိယမြောက်နေ့လေးပါဗျမနေ့ကဘာတွေထူးခြားလဲဆိုတော့အစုပ်ကပုံမှန်နီကိုတင်းကိုရှူနေကြဆိုတော့နီကိုတင်းတက်မြင်ရတော့အစုပ်ကကြောတွေအောင်းလာတာတော့ရှိတယ်ဗျ physical ဘိုင်းကတော့ဒီလိုဖြစ်တယ်ပေါ့နော်မန်နယ်ဘိုင်းကတော့ကျွန်တော်ဘာဖြစ်လဲဆိုစိတ်ကအရင်တော့ကြည်မနေဘူးဗျအဲ့လိုမျိုးတော့ရှိတယ်ဗျတကြားဖြတ်တဲ့အပိုင်းကတော့ကျွန်တော်ကပုံမှန်ဆိုမုတ်အချိုတွေစားတာများတယ်ဖြစ်တဲ့အတွက်ပေါ့နော်ဖြတ်လိုက်တော့တခုစားခြင်းနေရမျိုးတော့ဖြစ်ပါတယ်ထမင်းဖြတ်လိုက်တာကြတော့မနေ့ကတော့အိမ်မှာရှိတဲ့ဟာပဲချက်ပြုတ်လိုက်တာဖြစ်တဲ့အတွက်ပေါ့နော်အရွက်တွေပဲဖြစ်တဲ့အတွက်နည်းနည်းတော့စားတယ်ပေါ့နော်ဘိုက်ကစားပါတယ်ခင်ဗျကတော့ကျွန်တော်ဈေးကိုစပိန်နဲ့သွားပါတယ်ဒီနေ့ဘာတွေချက်ပြုတ်စားတောင်းလဲဆိုတာကိုတော့ဗီဒီယိုလေးဆိုတော့ကြည့်ပေးပါအောင်ခင်ဗျဈေးရောက်တော့ပြောင်းမှုအဖြူတွေ့ရနဲ့အဖြူလေးဝယ်လာတယ်ပြီးတော့ကျွန်တော်အိမ်အတွက်ဖျားပန်းဝယ်ပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်ဆိုင်အတွက်လိုအပ်တာတွေကိုဝယ်ပြီးတော့ပြန်มาပြီခင်ဗျမနက်စာဘာစားရမလဲစဉ်းစားမိတော့ကျွန်တော်ရှမ်းခေါက်ဆဲစားမယ်လို့တော့ဆုံးဖြတ်လိုက်ပါတယ်ရှမ်းခေါက်ဆဲဆိုင်ရောက်တော့ဆိုင်ရှင်မကြီးကိုဟိုကမထင်နဲ့ဒီကမထင်နဲ့ဆိုပြီးတော့မူလီကြီးလေးကြာပြီးတော့စားပါတယ်ရအဲ့အချိုရတယ်လေချင်းချင်းအချိုရအမအဲ့သူရှောက်ပြီးတော့ကြီးတွေကြားတရားမနဲ့နဲ့လို့ဗျာတရားမပါဘူးဘယ်ထဲမှာပါတညက်ပဲပါတရားချုံမမနဲ့ဒီရှမ်းခေါက်ဆဲဆိုင်လေးကတော့မြေကြီးနားစတိုင်လေးလုပ်ပြီးတော့ရောင်းတာဗျတပန်းမှာဆိုရင်မြေကွေချောင်းလန်းနဲ့9လန်းတောက်မှရှိပါတယ်ဗျအရန်စားလို့ကောင်းပါတယ်ဗျဒီနေ့ကတော့ကျွန်တော်ကော်ဖီကိုတော့မရမကဝယ်လာပါတယ်ကော်ဖီတောက်ရင်အစားခံတယ်ဆိုတော့ကျွန်တော်တောက်မယ်ပေါ့နော်ကော်ဖီချမ်းပေါ့နော် black coffee ပုံစံလုပ်ပြီးတော့တောက်ပါပါနောက်ပြီးတော့ကဖိန်းတက်ကလူစိတ်ကိုနည်းနည်းကြည်စီတယ်ဆိုတဲ့အကြောင်းပေါ့နော်စစ်လိပ်ဖြတ်ထားတဲ့အချိန်မှာစိတ်မကြည်တာတွေလည်းရှိလာတော့ပေါ့နော်ကော်ဖီလေးတောက်လို့ရှိရင်နည်းနည်းလေးစိတ်လေးလန့်အောင်လို့ကျွန်တော်ကော်ဖီချမ်းတောက်ရတာဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကော်ဖီကအချိုကြိုက်တာဖြစ်တဲ့အတွက်ပေါ့နော် instant coffee တွေပဲတောက်တာများတဲ့အတွက်အခုတောက်နေတဲ့အနေထားကိုကြည့်ကြည့်ပါလုံးဝကိုရတာမရှိပါဘူးခါတက်တက်ကိုတောက်နေရပါမျက်နှာကြည့်လိုက်တာနဲ့သိပါတယ်ဗျကျွန်တော်ကိုချက်ဖို့အတွက်စီစဉ်နေပါတယ်ဝယ်လာတဲ့ပြောင်းမှုတွေကိုချစ်တယ်ပေါ့နော်ဘာလို့အောင်လဲစဉ်းစားမိတော့ကျွန်တော်ချင်းပြည်နယ်ရဲ့အစားအစာတစ်မျိုးဖြစ်တယ်ပေါ့နော်စာဘူးတီကိုလှုပ်ရှားပါမယ်ဗျချင်းပြည်နယ်ရဲ့ပြောင်းမှုအချောက်တော့မဟုတ်ဘူးပေါ့နော်ဝယ်လာတဲ့ပြောင်းမှုနဲ့ပဲစာဘူးတီစတိုင်ချက်စားပါတယ်ဒါလေးကတော့ဝိတ်ချနေတဲ့လူတွေထမင်းမစားတဲ့လူတွေပြီးလို့ရှိရင်စီရှောင်တဲ့လူတွေလိုက်ပြီးတော့ try ပြီးတော့ချက်စားတဲ့အစားအစာမျိုးဖြစ်ပါတယ်ဒီစားစာ channel လေးကိုကျွန်တော်တင်ပေးပါမယ်ခင်ဗျအဖေတော့ကတော့အဖေစားခြင်းနဲ့ဆိုရဲငမွေလေးကြော်ပေးဖြစ်ပါတယ်ကျွန်တော်တို့ရက်ခေါ်ဆိုရင်တော့ငပိလိမ်မာလို့ခေါ်တယ်ဗျအတိုင်းမဲ့ငပိတော့မပါဘူးပေါ့နော်သူကငပြာရည်နဲ့ငါးနဲ့ကိုကြော်ထားတာပါဒါကတော့ဒီနေ့အတွက်ဆိုင်ရဲ့ order အကြီးဆုံးဖြစ်တဲ့ခေါက်ဆွဲကြော်15ဘွဲကိုကျွန်တော်ကြော်နေတာဖြစ်ပါတယ်ကျွန်တော်အစားဖျက်ရတဲ့အထဲမှာပင်ပန်းဆုံးအလုပ်ကဒီဟာတွေပဲဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကအမြဲတမ်းချက်ပြုတ်နေတော့ပို့ပြီးတော့စားကျင်တောက်ကျင်စိတ်ကဖြစ်တယ်ဗျကျွန်တော်ရဲ့ဒေးတုကလည်းအောင်မြင်မြင်နဲ့စင်ပြေးသွားပါပြီဗျနောက်ရက်တွေအတွက်လည်းအားတင်းထားပါအောင်မယ်ကျွန်တော်လိုမျိုးစလိပ်ဖြတ်တယ်တကြားဖြတ်တယ်အစားအစာထမင်းဖြတ်ရှင်တဲ့လူတွေအတွက်ကျွန်တော်ဗီဒီယိုလေးတွေကိုကြည့်ပေးပါအောင်ဗျဟင်းချက်ဝါသနာပါတဲ့လူတွေအတွက်လည်းကျွန်တော်အကောင့်လေးကို follow ပေးပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ